မင်္ဂလာပါ AR channel လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ခါမျှဝေခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်ဒီ crypto လောကမှာပေါ့ဒါ crypto တွေကိုစုရလူတယောက်အနေနဲ့ဆိုရင်ဒါမဖြစ်မနေသိတဲ့နဲ့ hardware wallet ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကအခုဒီကျွန်တော် Binance တို့ Bitget တို့လို centralized wallet တွေအကြောင်းကျွန်တော်အရင်ကတော့ပြပြပေးပြီးသွားပြီပြီးရင်ဂျားထဲမှာလည်းကျွန်တော်ဒီ decentralized wallet ပေါ့နော်ဥပမာ MetaMask တို့ဒီ Bitget က decentralized wallet တို့ရှိမယ်ပြီးရင်အခြားမှာဆိုရင်တော်များရှိရပေါ့နော် Trust Wallet လည်းရှိရဲเนาะဒီ Sitbear ပေါ့ဒီ hardware အခုပြောမယ့် hardware wallet မှာဆိုလဲဒါ Sitbear တို့ကလည်း hardware wallet မျိုးစားတွေမှာပါတယ်ဒါပေမဲ့ Sitbear မှာကြတော့ decentralized wallet လည်းရှိတယ် hardware wallet လည်းရှိတယ်ပေါ့စသဖြင့်ဒီ decentralized wallet တွေလည်းရှိတယ်ဒီနေ့အဓိကပြောချင်တဲ့အကြောင်းအရာတော့ဒါ hardware wallet နဲ့ပတ်သက်ပြီးတော့ဗောနော်မသိသေးတဲ့လူတွေအတွက်ကိုကျွန်တော်မျှဝေပေးပြီးတော့ဒီ hardware wallet ကဘယ်လိုလုံခြုံနေဘယ်လိုတွေကြောင့်သုံးသင့်နေဆိုတဲ့အကြောင်းကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမစခင်မှာတော့ဒါကျွန်တော်တို့ရဲ့ဒီ AI channel ကနေပြီးတော့เนาะဒီ crypto အကြောင်းတွေကိုကျွန်တော်တင်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီမိတ်ဆွေကကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားမယ်ဆိုရင်ကျွန်တော်တို့အသစ်တင်တိုင်းမှာကိုကချက်ချင်းသိနေမှာဖြစ်ပါတယ်ကျွန်တော်တို့ channel မှာဆိုရင်တော့ဒီ crypto investment လုပ်တဲ့ပေါ့မှာ long term holder တွေနေကျွန်တော်ကိုယ်တိုင်လည်း crypto တွေကို long term စုတာဖြစ်တဲ့အတွက် long term holder လုပ်ချင်တဲ့လူတွေဆိုရင်ကျွန်တော်တို့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ဒီ crypto လောကမှာကျတော့ဒီ centralized wallet တွေcentralized ကတော့ exchange လို့ပြောမှာเนาะ centralized exchange တွေရှိမယ်ကျွန်တော် decentralized wallet တွေရှိမယ်ကျွန်တော် hardware wallet တွေရှိမယ်ပေါ့နော်ဒီ hardware wallet တွေကိုတချို့ကတော့ဒီလိုမျိုး hardware wallet တော့Core wallet ဆိုပြီးရှိရပေါ့Core wallet ဆိုတဲ့အမျိုးအစားတွေမှာဒီ hardware wallet တွေကပါတယ်ပေါ့ဟောဆို Core wallet မှာဆိုရင် paper wallet ဆိုစသဖြင့်ပေါ့ကျွန်တော်လည်းမသုံးဘူးသေးတဲ့ wallet တွေရှိတယ်ဒါပေမဲ့မြန်မာနိုင်ငံကလူတွေဆိုရင် hardware wallet ကအခုဆိုရင်တော့မြန်မာပြည်မှာတော့ဝယ်ရတော့ခက်လောက်တယ်ပေါ့နော်ခက်တာဖြစ်တဲ့အတွက်ဒီ hardware wallet က knowledge ကိုသိထားတယ်ဆိုရင်တော့ကို့မှာဥပမာကိုကပြပြမှာမျိုးတွေဖြစ်ရှိတာဖြစ်ကိုယ်တိုင်ပြပြထွက်တဲ့ချိန်အခါမျိုးမှာပေါ့ဒီ hardware wallet ကိုဝယ်ပြီးတော့ကိုယ့်ရဲ့ crypto တွေကိုတင်ထားမယ်ဆိုရင်တော့ပုံမှန်ကျွန်တော်တို့ဒီ decentralized wallet တွေတို့ကျွန်တော်တို့ဒီ exchange တွေပေါ့ဥပမာ Binance တို့လိုမျိုးစသဖြင့် exchange တွေရှိတယ်ပေါ့နော် exchange တွေကခိုင်လားဆိုတော့ခိုင်တော့ခိုင်နေပေါ့ခိုင်နေပေမဲ့လည်းကျွန်တော်တို့ဂျားထဲမှာ2022လောက်မှာလားမသိဘူး FDA ဆိုတဲ့ exchange ပြတ်သွားတယ်ပေါ့ဂျားထဲမှာလည်းကျွန်တော်တို့အတွေ့အကြုံရပြောရမယ်ဆိုရင်2018ဆိုရင် Coin EA ဆိုရင်ဒါပြတ်သွားတယ်ပြောမှာပေါ့နော် Coin EA တို့ပြတ်သွားဘူးတယ် Cryptopia တို့ပြတ်သွားဘူးတယ်အဲ့ဒီအချိန်မှာဆိုရင် BTC-E တို့စသဖြင့် exchange တွေပြတ်သွားတဲ့ exchange တွေရှိတယ်ပေါ့သူက exchange တစ်ခုကို hacker တွေက hack တာဖြစ်ဖြစ် exchange ရဲ့ငွေကြေးမလုံလောက်လို့ပဲဖြစ်ဖြစ်ပေါ့ exchange တွေက ဒေဝါရီခံတာတို့ exchange တွေကိုအများ hack ခံရတယ်ဆိုပြီး exchange ကပြတ်သွားပြီးတော့ဒီ user တွေရဲ့ငွေကိုပေးမထုတ်တဲ့ဆိုတော့ case တွေဖြစ်ဖူးတယ်ပေါ့ဒါပေမဲ့လက်ရှိဒီ centralized exchange တွေမှာဆိုရင်တော့ Binance မှာကအရင်တော့ကသူ hack ခံရတဲ့ကိစ္စရှိတယ်ဒါပေမဲ့အဲ့တုန်းကတော့ Binance ကဒီ hack ခံရတဲ့ပတ်စံတွေကို customer တွေကိုပြန်ထည့်ပေးပြီးတော့ဒါ user တွေယုံကြည်မှုကြအောင်တော့တိစောက်ထားနိုင်ခဲ့တယ်ပေါ့ဒီလိုမျိုးဖြစ်ခဲ့သည့်တိုင်အောင်ကျွန်တော်တို့ကကိုယ့်ငွေရဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုအများကြီးရှိတယ်ဆိုရင်ဒီလိုမျိုး centralized exchange တွေမှာသွားထည့်တယ်ဆိုရင်တော့စွန့်စားမှုပေါ့အနေများတယ်ပေါ့အခက်မသိလို့ exchange ကတခုခုဖြစ်သွားတယ်ဆိုရင်ကိုယ့်ငွေပါသွားနိုင်တာဖြစ်တဲ့အတွက်ဒီပညာရှင်တွေကစပြောပြရင်တော့သူကဒေါ်လာ1000နဲ့အထက်ပိုင်ဆိုင်မှုရှိတယ်ဆိုရင်တော့ hardware wallet ထဲထည့်ပါဆိုပြီးတော့တချို့ပညာရှင်တွေကပြောကြတယ်ပေါ့နော်အဲ့ကျွန်တော်ကဒီနေ့ပြောပြချင်တော့ဒီ hardware wallet အကြောင်းကိုပြောပြချင်တာဖြစ်ပါတယ်ဒီကျွန်တော်တို့ hardware wallet ကကြတော့အခုလက်ရှိမှာတော့ပြည်တွင်းမှာဆိုရင်တော့မြန်မာပြည်တွင်းမှာဆိုဝယ်ရခက်တယ်ဥပမာဒါဆိုရင်ထိုင်းရောက်နေတယ်စသဖြင့်ဒီဂျပန်တို့ပြည်ပရောက်နေတဲ့လူတွေဆိုရင်တော့ကိုယ့်ရဲ့ဒီထိုင်းမှာဆိုရင်တော့ကျွန်တော်အခုဒီဗီဒီယိုရဲ့အောက်မှာလည်းကျွန်တော် link ချပေးမယ်ကျွန်တော် Shopee တို့ဒါ Lazada တို့ TikTok Shop တို့အနေပြီးတော့ဒီ hardware wallet က authorized seller တွေရှိတယ်ပေါ့အဲ့မှာနေဝယ်လို့ရတယ်ရေလို့ဒီကိုကထိုင်းမှာမဟုတ်ဘူးအခြားပြည်ပနိုင်ငံတွေမှာဆိုရင်လည်းကျွန်တော်အခုဒီ video ရဲ့ link မှာဆိုရင်ကျွန်တော်လေဂျာ wallet ကဒီ official link ရှိတယ်ပေါ့အဲ့ link ကိုလည်းချပေးထားပြီးတော့ကိုကပြည်ပရောက်နေတယ်ပေါ့ဘယ်ပြည်ကနိုင်ငံမဆိုဝယ်လိုက်လို့ရတယ်ဝယ်ပြီးသွားရင်တို့ကအဲ့သက်ဆိုင်ရာနိုင်ငံထိကိုဒီ hardware wallet ကိုတို့အိမ်ရောက်ပို့ပေးတဲ့ service ရှိတယ်အဲ့လိုမျိုးမှလည်းရတယ်ဒါမှမဟုတ်ကျွန်တော်ထိုင်းကညီကိုတွေဆိုရင်တော့ဒီ Lazada တို့ TikTok တို့ဒီ Shopee တို့ကနေပါတယ်ဆိုရင်တော့ပုံမြန်တယ်လို့ခံစားရတယ်ကွာဘာလို့လဲဆိုတော့ဒီဟာတွေကလည်းဒီ authorized seller တွေဖြစ်တဲ့အတွက်ဒါလေဂျာကုမ္ပဏီကနေပြီးတော့ဒီလူတွေကိုပဲဒါတရားဝင်ပေးထားဖြစ်တဲ့အတွက်ဒါဒီပစ္စည်းသူတို့ရှိပစ္စည်းစိတ်ထားတယ်ပေါ့ပြီးတော့ကျွန်တော်ချုပ်ပြည်ရေးမှာကြောက်လေပစ္စည်းတွေကhardware wallet ကကြောက်လေကျွန်တော်အရင် use ဆိုင်ရတယ်ပေါ့ဒီပစ္စည်းက
hacker တွေကပြန်ပြင်ထားတဲ့ modify လုပ်ထားတဲ့ဒီ device ကြီးကိုကိုယ့်ရှီရောက်လာမယ်ဆိုရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေပို all ပြီးထည့်လိုက်တဲ့အခါမှာဒီဆက်ကြီးကကိုယ်ဒုက္ခပိုပေးနေရဆိုရင်ပိုပြဿနာရှိနေတဲ့အတွက် hardware wallet ကိုဝယ်မယ်ဆိုရင်တော့တကယ်ယုံကြည်စိတ်ချရတယ်ဒီ authorized seller တွေရှိရဝယ်တာပဲစိတ်ချရမယ်เนาะဒါ hardware wallet ကိုမဝယ်ခင်ဒါသိရမယ့်အချက်ကိုဒါပြပြပေးတာဖြစ်ပါတယ်နောက် hardware wallet ကိုဒါခုနရှိမှပြောခဲ့လို့ပဲကိုယ့်ရဲ့ပိုင်ဆိုင်မှုပေါ့ဒီ crypto ပိုင်ဆိုင်မှုကိုဒေါ်လာ1000နဲ့အထက်ကိုယ်မှာရှိပြီဆိုတာနဲ့ဒါ hardware wallet သုံးသင့်တယ်ပေါ့ဒီ hardware wallet လုံးဝဝယ်လို့မရနိုင်တဲ့အခြေအနေဆိုရင်တော့ကျွန်တော်ကလည်းဒီ စစ်ပဲလို့ standard wallet တွေကျွန်တော်သုံးနေရောလက်ရှိမှာတော့hardware wallet တွေသုံးနေဒါပေမဲ့ hardware wallet ရဲ့ပြဿနာကြတော့လေtransaction တွေပေါ့ကိုကချက်ချင်းလွှဲဖို့ဆိုရင်နည်းနည်းလေးအချိန်ပေးရတာဖြစ်တဲ့အတွက်ကိုကလုပ်ငန်းသုံးဆိုရင်တော့ကျွန်တော်စစ်ပဲတွေပါတော့ဒါအများကြီးတော့မထည့်ထားဘူးပေါ့နည်းနည်းလေးထည့်ပြီးသုံးတယ်တကယ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုများတဲ့ amount တွေဆိုရင်တော့ဒါ hardware wallet မှာထည့်ပြီးသုံးတယ်ဥပမာကိုတုံးငင်တစ်ခုစုတယ်ပေါ့အဲ့တုံးငင်ကိုတော့9နှစ်10နှစ်မှာပြန်ပြီးတော့ဈေးတက်မဲ့ဟာကိုဒီကောင်မျောလင့်ပြီးတော့မှတိန်းထားမယ် long term စုမဲ့ဟာမျိုးဆိုရင်တော့ကိုယ့်ရဲ့ hardware wallet ထဲမှာထည့်ပြီးတော့တေချာတိန်းထားတာမျိုးပေါ့ဒါလှုပ်တင်တယ်ပေါ့နော်ကျွန်တော်ဒီ hardware wallet ကတော့အလွယ်ပြောရရင်ကျွန်တော်ကတော့အခုဒီ Ledger Nano S Plus ကိုသုံးနေပေါ့နော်ဒါမှ Ledger Nano 8လည်းရှိတယ်စသဖြင့် hardware wallet တွေကအများကြီးရှိရပေါ့နော်အဲ့မှာကျွန်တော်လေ့လာတော့ဒီ Ledger Nano S Plus ကကြတော့နည်းနည်းလေးဈေးတက်တာလည်းလို့ပြောလို့ရတယ်ပေါ့ဈေးကမြန်မာငွေနဲ့လက်ရှိပေါက်ဈေးဆိုရင်မြန်မာမှာဆိုတော့မသိဘူးပေါ့နော်ဒါဥဒီပြပထိုင်းမှာဆိုရင်ထိုင်းဘတ်ဈေးနဲ့တွက်မယ်ဆိုရင်မြန်မာငွေ2သိန်းခွဲလောက်နဲ့ဒါဝယ်လို့ရတယ်လို့ပြောလို့ရတယ်2သိန်းခွဲတော့မကြဘူးပေါ့နော်အခုလို promotion ပေးတာနဲ့ဒါ user အသစ်ဆို promotion သူတို့ပေးတာလည်းရှိတာရှိတော့2သိန်းခွဲဝန်းကျင်လောက်နဲ့ဒါ hardware wallet သုံးနေရမယ်သူ့ရဲ့အားနည်းချက်ကဘာလဲဆိုတော့ Ledger Nano S Plus မှာကြတော့သူက Bluetooth မပါဘူး Bluetooth မပါတဲ့အတွက်ကျွန်တော်တို့ကဒီ OTG ကြိုးတွေတော့မဖြစ်မနေသုံးရတယ်ပေါ့Ledger Nano 8ကကြတော့မြန်မာငွေနဲ့ဆိုရင်9သိန်းဝန်းကျင်လောက်ရှိတယ်အဲ့ဒီကောင်ကကြတော့သူက Bluetooth စနစ်ပါတယ်ပေါ့အဲ့တော့အဲ့ကောင်ကတော့ပိုကောင်းတယ်ဒါပေမဲ့ကျွန်တော် budget လေးသုံးမယ် hardware wallet လေးသုံးနေတယ်ဆိုရင်တော့ဒါ Ledger Nano S Plus ကတော့ပိုကောင်းတယ်လို့ကျွန်တော်ယူဆရင်ပါနော်ကျွန်တော်ဒီ hardware wallet တွေကဘာလို့လုံခြုံလဲဆိုတဲ့အကြောင်းကိုကျွန်တော်ထပ်ပြောပြရမှာဖြစ်ပါတယ်။ဒါ hardware wallet တွေကြတော့အခု hardware wallet တစ်ခုကိုကျွန်တော်တို့ဝယ်လိုက်တယ်ပေါ့ဝယ်လိုက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့မှာသူ့ရဲ့ဒါ key 12လုံးရှိတယ်ပေါ့နော်ဒီ pass key 12လုံးရှိတယ်အဲ့ဒီ key ကိုကျွန်တော်တို့တင်ထားတယ်ဆိုရင်ကိုယ့်ရဲ့ဒီ key 12လုံးပေါ့hardware wallet တော်များများသူက24လုံးဆိုရပုံစံမျိုးပါတယ်ကျွန်တော် Ledger Nano S Plus မှာဆိုရင်ဒါ key က24လုံးပါတယ်ပေါ့နော်အဲ့ဒီ24လုံး key ကိုကိုယ်တိုင်ကကိုယ့်ရဲ့ဖြစ်နိုင်ရင်တော့စာအုပ်ထဲမှာမသိချာမှတ်ထားပါဘူးဒါပေမဲ့စာအုပ်ထဲမှာမှတ်ထားတယ်ဆိုရင်တော့မှအခြားလူတယောက်ကကိုကဒီ hardware wallet က key တွေမှမသိအောင်ကိုယ့်အထားနဲ့ကိုတော့ရေးထားပေါ့အဲဆိုတော့ဒီ key ကကိုပိုင်ဆိုင်မှုအကုန်လုံးရဲ့အသက်ဖြစ်တဲ့အတွက်ဒီ key ကတယောက်စီပါသွားတယ်ဆိုရင်ကိုယ့်ပိုင်ဆိုင်မှုတွေအကုန်လုံးပါသွားတယ်လို့ပြောလို့ရတယ်အားသာချက်ကြတော့ဒီ device တစ်ခုကိုပဲအခုဒီတော့ကျွန်တော်ဝယ်လဲစိုးရင်နေပေါ့မြန်မာပြည်မှာဆိုရင်အခုလိုမျိုးပေါ့နိုင်ငံရေးအခြေအနေကြောင့်စသဖြင့်ပြဿနာတွေများတဲ့အချိန်မှာကိုယ့်ရဲ့ hardware wallet ကြီးကိုမတမာသူလက်ထဲကိုရောက်သွားတယ်ပဲထားဖို့မတမာသူလက်ထဲရောက်သွားတယ်ဆိုရင်ဒီ wallet ကြီး hardware wallet ကြီးပါသွားတာနဲ့ကိုယ်ပိုင်ဆိုင်မှုတွေပါသွားမှာလားဆိုပြီးကျွန်တော်ကိုယ်တိုင်လည်းအရင်တော့စိုးရင်ခဲ့တယ်ပေါ့ဒါပေမဲ့ဒီ hardware wallet အကြောင်းတခြားလေ့လာတဲ့အခါမှာကျတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီ hardware wallet က14တုံးကိုတည်တယ်ဆိုရင်ဒီ hardware wallet ကိုလည်းမတမာသူစီပါသွားတယ်ဆိုရင်တော့မှဒီ hardware wallet ကပင်နံပါတ်ရှိတယ်ပေါ့နော်အဲ့ပင်နံပါတ်ကိုအဲ့ဒီမတမာသူကကိုယ့်ရဲ့ပင်နံပါတ်မှန်အောင်မထည့်နိုင်သေးဘူးဒီ hardware wallet ကသူတို့ဖွင့်ပြီးသုံးလို့လုံးဝမရဘူးပေါ့အဲ့လို device ကြီးတစ်ခုလုံးမတမာသူလက်ထဲကိုပါသွားတယ်ဆိုရင်တော့မှကိုကပြန်ဝင်ခြင်းနေဆိုရင်နောက်ထပ် hardware wallet တစ်ပိုင်းအသစ်တစ်ခုကိုမှာပြီးသွားရင်သူ့ရဲ့ restore ဆိုတဲ့ function ရှိရပေါ့ restore ဆိုတဲ့ function လေးကိုနှိပ်ပြီးရတယ်ကိုသိမ်းထားတဲ့ key 24လုံးပြန်ထည့်လိုက်တယ်ဆိုတာနဲ့ကိုကဒီ hardware wallet ကကိုယ့်ရဲ့ဒီ coin တွေကိုကိုစုထားတဲ့ coin တွေကိုပိုင်ဆိုင်မှုတွေအကုန်လုံးကပြန်ပေါ်လာမှာဖြစ်တဲ့အတွက်စိတ်ချရတယ်ပြီးတော့နောက်တစ်ဆက်ကကျတော့ဒီ hardware wallet ကပင်နံပါတ်ရှိတယ်ပေါ့အဲ့ပင်နံပါတ်ကိုသူကဒီ Ledger Nano S Plus မှာဆိုကျွန်တော်သုံးခုတဲ့အတွေ့အကြုံနဲ့ရှင်ပြောရရင်သူကပင်နံပါတ်ကို3ခါမှားသွားပြီဆိုတာနဲ့ဒီ device ကြီးကိုသူက factory reset ချလိုက်တဲ့ပုံစံမျိုးချလိုက်တယ်ချလိုက်တာဖြစ်တဲ့အတွက်ကိုဒီ device ကိုယူသွားတဲ့မတမာသူကလည်းဒီဟာကြီးကိုပင်ကို3ခါထပ်ပို့ဆန်းလို့မရအောင်3ခါထပ်ပို့ပြီးဆန်းလို့မှားသွားပြီဆိုတာနဲ့ဒီ hardware wallet ကြီးတစ်ခုလုံးကိုသူက factory reset ချပြီးတော့စက်ကြီးကလုံးဝအသစ်နီးပါလို့ဖြစ်သွားမှာအဲ့လိုမျိုးကာဝယ်မှုတွေတော့ပေးထားတဲ့အတွက် hardware wallet ကတော့ကိုကဒါဒီ key 24လုံးကိုတေးကြကြလုံးသိမ်းနိုင်မယ်ဆိုရင်ဒါကိုယ့်အတွက်ဒါအကျိုးအများကြီးရှိတယ်ပေါ့နော်
ပုံမှန်ဆိုရင်တော့ဒီ decentralized wallet တွေကြတော့ကျွန်တော်အရင်တော့ဒီ MetaMask တို့ဘာလို့လဲသုံးဘူးတယ်ပေါ့သုံးဘူးမယ်ကိုယ်တိုင်ကတော့ကျွန်တော်က mobile တစ်ပိုင်းမှာသုံးတဲ့အတွက်အနေကင်းနေဒါပေမဲ့ကျွန်တော်အတိတွေမှာဆိုသူတို့ကဒီ Windows software တွေမှာသုံးတယ်ပေါ့ Windows software တွေမှာဆိုရင်သူတို့ကဒီ malware ကနေပြီးတော့ကိုယ့်ရဲ့ဒီ computer ကို hack လိုက်တယ်ဆိုတာ ਨੇ ဘာပြဿနာတက်လဲဆိုတော့ကိုယ့်ရဲ့ဒီ MetaMask ကပတ်စံတွေခိုးခံရတာတော့ဘာလို့စသဖြင့်ပြဿနာတွေများတဲ့အတွက် decentralized wallet တွေကြတော့ तू ကကိုယ့်ရဲ့ wallet ကြီးတစ်ခုလုံး online မှာအများနဲ့တင်ထားတာဖြစ်တဲ့အတွက်ကိုအိတ်နေတဲ့အချိန်မှာလေကိုယ့်ထဲကပတ်စံကြီးကို hacker နှိုက်သွားလို့ရတယ်ဆိုပြီးတော့ဒါစိုးရင်စရာကြီးတော့ဖြစ်နေရပါတော့ဟာဒါ decentralized wallet တွေမှာအဲ့လိုရှိတယ် hardware wallet မှာကြတော့ကိုယ့်ရဲ့ဒီ permission တစ်ခုခုပေါ့အခုလိုမျိုး internet နဲ့ထိတ်ရမယ်ကိုယ့်ရဲ့ဖုန်းက internet နဲ့ထိတ်ရမယ်ကိုယ့်ရဲ့ computer internet နဲ့ထိတ်ရမယ်ပြီးရင်ကိုက pin number နှိပ်ပြီးတော့မှဒီငွေကို transaction ကို approve ပေးမှထွက်သွားမှာဖြစ်တဲ့အတွက် hardware wallet ကကြတော့ကိုအိတ်နေတဲ့အချိန်မှာတော့မှဒါလုံနေလို့တော့ percentage တစ်ခု percentage တော်တော်များများအရာပြောလို့ရတယ်ပေါ့နော် decentralized wallet နဲ့ရှင်းပေါ့ကျန်တဲ့ဒါ crypto exchange တွေကတော့ centralized exchange တွေဖြစ်တဲ့အတွက် company ကတစ်ခုခုဖြစ်တာ ਨੇ ကိုငွေဆုံးသွားနိုင်တဲ့အတွက်ကျွန်တော်ကတော့ကိုယ်တိုင်လည်း decentralized wallet နဲ့ပတ်သက်ပြီးတော့ကိုသုံးခဲ့တဲ့အတွေ့အကြုံနဲ့ရှင်းပြီးတော့ဒီနေ့အကြောင်းအရာကိုပြောပြပေးတာဖြစ်ပါတယ်ဒါအခုထိုင်းကနေပဲဖြစ်ဖြစ်ဥပမာပြပစားနိုင်ငံဖြစ်ဖြစ်ဝယ်ခြင်းတဲ့လူတွေဆိုရင်တော့ကျွန်တော်ဝယ်လို့ရမယ့်လင့်နေတယ်ကျွန်တော်ဒီဗီဒီယိုမှာချပေးတာဖြစ်ပါတယ်တကယ်လို့ဒီ hardware wallet နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အမြင်တွေအချက်တွေကိုဆွေးနွေးခြင်းနဲ့ရှိရင်လည်းကျွန်တော်ဒီဗီဒီယိုရဲ့ link အောက်မှာဒါပြောသွားလို့ရပါတယ်ဒီပြောခြင်းတဲ့အကြောင်းအရာတော့ဒီ hardware wallet ကဒါပထမဘိုင်းပေါ့အကြောင်းအရာလို့ပြောလို့ရတယ်နောက်ပိုင်းမှာတော့ဒီ hardware wallet ကိုဘယ်လိုသုံးပြီးတော့ဘယ်လိုတွေလုပ်လို့ရတယ်ဆိုတာကိုကျွန်တော်ကျူတိုရီရဲ့အသေးစိတ်ထပ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောချင်တဲ့ဗီဒီယိုလေးကတော့ဒီအကြောင်းအရာလေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ